တိုင်းအကြီးလေးရောင်းပြပါမယ်သူကဗကြီးတဲ့အင်ဂျီလေးရှိပါရှင်ပြစားပေးမယ်ပေါ့နော်လောင်းညီမလေးအမှပြပေးလိုက်ဟုတ်ကဲ့အလုပ်ကျေးဇူးတင်ပါတယ်ရှင်တဝဲကဲလို့ပြောနေရတာတဝဲပါရှင်တဝဲဆိုအုပ်ပြပြီးတဝဲဘာကတော့ဒီပစပါပါလေးအဲ့ဆိုအုပ်ပြပါရှင်ပြလိုက်မယ်နော်ဒီပါဘာကြီးတွေဝေလို့ရဒါဘာကြီးတယ်မဟုတ်ပါဘူးရှင်ဒါတွေကဘော်တိုင်းခဲဟိုဟာဖြစ်တာပေါ့နော်ကြောတော်လေးအင်ဂျီလေးပြလာအောင်ဒါတွေကဘလူးလေးလက်ဆိုတော့ထမင်းခွဲလေးဟုတ်တယ်ဒီပါကြည့်ဟဲရလာရတော့ဒီမှာဆိုရင်ထမင်းခွဲလေးပါရှင်ဒီမှာဆိုရင်ဒီထိခိုက်တယ်ပေါ့တော့တွေ့လားအေးခိုင်စုံတော့ကျမတို့က shop ပြီးမယ်ဟုတ်ကဲ့ဟာဟုတ်ကြတော့ကျွန်တော်မှာတောင်းနဲ့တော့ရမယ်ပေါ့နော်ဒီတစ်စုံတောင်းနဲ့ရမယ်ကျမတို့ဝစ်ထားရလဲကျမဝစ်ထားဒါလေးပါသူဝစ်ထားတာတော့ spat ပါပါဟုတ်ပါဒါလေးဒီပေါင်းလေးလို့ရှင်နောက်တစ်ယောက်ရရနော်ဟဲဘာခိုင်းတာတော့ဒီပါပါအေးနဲ့ဒါလေးဆိုအိတ်နဲ့ပေါ့နော်ဒီအေးကြီးလေးကတော့သုံးထောင်ပဲပေးခဲ့တော့နော်နည်းပေးဒါတွေရတဲ့ငါဈေးပြောမယ်ငါဈေးပဲပြောလိုက်တော့မယ်ငါဒါကြတော့ကလေးအတွက်အကြိုက်ပဲဒါလေးပေါ့နော်သူကဂျယ်ဒီတက်လို့နေရတယ်ဒါပဲကျမတို့ကမတက်ပြီးထားသေးဘူးပေါ့နော်ဟုတ်တယ်ဘာတွေ့ပြီလားဒါလေးဆိုကျမတို့ကတောင်းနဲ့ပဲငောင်းမှာနော်ဒါမျိုး9000နဲ့ရောင်းလိုက်ရေအရက်တက်9000နဲ့ပဲရောင်းပေးလိုက်မယ်ပေါ့နော်ဒါလေးတော့ထားလိုက်တော့ဟိုမှာဟင်းဟိုမှာကွာတီကောင်းနေရှိဒါလေးကလေကျမတို့ရဲ့ခွေထားတဲ့အင်ဂျီလေးဒါတော့မြန်မာရိုးရအင်ဂျီလေးပေါ့နော်မြန်မာနိုင်ငံထုတ်လုပ်ထားတဲ့အင်ဂျီမြန်မာပါဆိုမြန်မာနိုင်ငံထုတ်မလို့တကယ်လို့ကိုတို့ကအဲ့ဒီမျိုးဟိုဟာထမင်းလေးလို့ကျင်နေဆိုရင်ရတယ်ကျမတို့ကတဝဲပါရှင်ပြောလို့မပြီးနိုင်တော့ဘူးခုနကတော့စိုက်နေအတူပဲခုနကတော့ပေါ့နော်ထမင်းနေအင်းကြည့်ပြီးလို့ချင်နေဆိုရင်ကျမပြပေးမယ်ပေါ့နော်ဘယ်မှာရတဲ့အကင်းမလားဟဲ့မမလာနေနေတယ်ကဲဒါကြတော့ဝယ်ထားတဲ့အင်းကြည့်တထုပ်ပေါ့နော်ဝယ်ထားတဲ့ပြပေးမယ်ရောင်းလို့လည်းရတယ်နော်မကြည့်ဒါလေးကကျတော့သစုံပါရှင်ညီမလေးက